အော်ဘာဖြစ်လို့နေမကောင်းတော့လဲပြောပါဦးဟမ်စာအောင်မကြိုးစားဘူးအော်ဆရာကြပြတင်မိမယ်လေစာမကြိုးစားတချင်းလည်းတင်မိမယ်လေတချင်းတချင်းရပြီအဲ့ဒါဆရာအောင်ရှိုးပြပါဦးအဲ့ဒါဆရာအောင်ရှိုးပြပါဦးတချင်းရဆိုသမီးရအောင်မေလို့အော်ဆရာကျောင်းဖုန်းဆက်ပြီးခေါ်လိုက်မယ်လေနော်ကျောင်းအဲ့ဆိုလာအကျောင်းထဲမှာသွားမယ်လားမတငယ်ချင်းနဲ့အော်တငယ်ချင်းနဲ့မဆော့ချင်အဲ့ဒါဆရာနဲ့ဆော့မယ်လားဆရာနဲ့ရုံငန်းထဲမှာအဲ့ဒါဘယ်သူနဲ့ဆော့ချင်တာတော့အော်အိမ်မှာလမ်းမှာဆရာကနာပြောတယ်လေဖမ်းလိုက်တွေရှိတယ်ခွဲပြီးတွေရှိတယ်အော်အဲ့ရှင်လားဆရာရုံငန်းထဲမှာချောသိမ့်မယ်လားသမီးလားဟုတ်လားဘယ်သူကအတင်းလာထားလဲဟုတ်လားအော်သမီးကမကြည့်သေးဘူးဒါဆိုတော့အော်ဘာဖြစ်လို့လဲသမီးမျက်တွင်းနဲ့ကြာပြီအဲ့ချင်လို့မျက်တွင်းနဲ့ကြာပြီအဲ့ချင်လို့အော်ဆရာဆေးတိုက်မယ်မှာဆေးပါတယ်ဆေးအားဆေးတိုက်မယ်လေအမလမ်းမှာအယူရှိတယ်မှာမေးကြည့်မှာခလေးဖမ်းတယ်မှာခလေးဟမ်မခွေးယူရတယ်မှာရွာတဲ့ရှောက်ပြေးနေလို့တဲ့ရတယ်သမီးရှိတယ်သမီးဆရာတော်ကြီးမှာခွေးကြိုက်နေလို့လာသမီးလာသမီးအဲ့ချင်းလားဆရာချောသိမ့်မယ်လာခဏလာ